လူတွေစိတ်ဓာတ်အကျဆုံးဟာဘယ်ချိန်လဲလို့တရားချက်ကင်သူတော်စင်ပြိဿတ်တို့သိဖို့လိုတယ်နော်လူတိုင်းနောက်ဆုံးကြုံရမယ့်တနေ့သောအချိန်ဆိုတာဘာအချိန်လဲသေကံဤအချိန်ပေါ့လူတိုင်းဟာမရှောင်လွဲနိုင်ဘူးတနေ့ကျတော့ကြုံတွေ့ရမယ်ဆိုတဲ့နောက်ဆုံးအချိန်မှာစိတ်ဓာတ်အားအငယ်ဆုံးပဲစိတ်ဓာတ်အကျဆုံးပဲလို့ဆိုလို့အဲ့ဒီအချိန်မှာဘာလို့တင်တယ်လဲကြံတဲ့လူတွေကနော်ခုခေတ်ရောဘာတွေလုပ်နေကြလဲအားပေးစကားပြောတာရောဟုတ်ကဲ့လားအားပေးစကားပြောတာမျိုးမဟုတ်ဘဲနဲ့ခြောက်တွန်းချတာမျိုးတွေရောဖြစ်မနေဘူးလားလို့စဉ်းစားဆင်ခြင်သင့်တယ်နော်မစဉ်းစားမဆင်ခြင်ဘဲနဲ့လှုပ်တဲ့လှုပ်ရမှန်တယ်များကောင်းကျိုးချမ်းသာကိုမပေးတတ်ဘူးစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုနေမကောင်းထိုင်မသာဖြစ်လို့အသက်အန္တရာယ်ဆိုရင်ရောက်တဲ့အချိန်ခါမျိုးမှာအားပေးစကားပြောရမယ်ဆုံးမစကားပြောရမယ်ဒါလူတိုင်းဟာတနေ့ဟာမကြုံတွေ့ပဲနဲ့နေလို့မရဘူးကြုံတွေ့မှာပဲနော်လူတိုင်းဘယ်ကိုသွားနေတာတုံးဆိုရင်မွေးလာတဲ့အချိန်ကနေစပြီးဘယ်ကိုသွားတာတုံးဆိုအိုခြင်းဘက်ကိုသွားနေတာအိုခြင်းကနေဘယ်ကိုသွားတာတုံးဆိုနာခြင်းကိုသွားနေတာနာခြင်းကဘယ်ကိုသွားတာတုံးဆိုရင်သေခြင်းကိုသွားတာဒါကြောက်စရာစကားမဟုတ်သို့တော့အဆုံးသက်ကလေးကောင်းအောင်လုပ်ပြလို့ရပါလူတွေဟာအဆုံးသက်ကောင်းဖို့အတွက်အသေးကောင်းဖို့အတွက်အနေကောင်းဖို့ဆိုတာလည်းလိုအပ်တယ်လို့ဒီလိုပြောကြတယ်နော်နောက်ဆုံးအချိန်ရောက်လို့ရှင်အားငယ်တတ်တယ်တဲ့ medical check up လုပ်လို့ diagnose ထဲမှာယောဂရှိတယ်လို့ဆိုရင်လည်းဝမ်းမနေနဲ့ယောဂမရှိဘူးဆိုလို့လည်းမပျော်နဲ့ယောဂမရှိဘူးဆိုလဲတနေ့သိမှာပဲယောဂရှိတယ်ဆိုတဲ့လူလည်းသိမှာပဲတခါတလေယောဂမရှိဘူးဆိုတဲ့လူကတော့အရင်သိခြင်းသိတတ်တယ်အဲ့တော့ဘာပဲဖြစ်ဖြစ်လူဝရလာရဲ့နောက်ဆုံးဟာသေခြင်းနဲ့အဆုံးသတ်ရတယ်ဆိုတာသိထားသည်အတွက်ကြောင့်မသိခင်ကိုဘာတွေလုပ်နေသင့်တယ်မစင်စားသင့်ဘူးလားကဲဒီသုတ်တန်လေးမှာမြတ်စွာဘုရားကအာဘိစကားသင်ပြောရမယ်ဆိုတော့ဘယ်လိုပြောရဒီနေရာမှာတတိထားဖို့ရကအာဘိစကားပြောတဲ့လူကလည်းပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အာဘိစကားအပြောခံတဲ့ပုဂ္ဂိုလ်ကလည်းပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရလူမိုက်သောအာဘိစကားပြောလို့မရဘူးလက်ခံမှခံသူကတော့ငါမသိသေးဘူးငါသိမယ်ထင်လို့လာပြောတာလားဆိုရန်တောင်တွေ့လွတ်လိုက်လေဦးမယ်အဲ့ဒါလို့အားပေးစကားပြောလိုက်ရင်အကျိုးရှိဒါပြင်အားပေးစကားပြောရမယ်ဆိုရင်ဘယ်လိုအားပေးစကားပြောရမလို့ချက်၄ချက်နဲ့ပြောရမယ်လူဥပဒကချက်၄ချက်နဲ့ပြောလူအကြောင်းလေးဘာပြောမလဲဆိုမင်းမှာဖရာအပေါ်မှာနှစ်ကာနဲ့အသိဉာဏ်နဲ့ဖရာပေါ်မှာယုံကြည်တဲ့တရားတရားတွေရှိနေဘာမှကြောက်စရာမလိုစိတ်အိတ်အိတ်နေနိုင်တယ်ပေါ့ဘယ်ဘဝခရီးပဲဖြစ်ဖြစ်တူပဲဘဝဒီဘဝသေးသွားလဲနောက်ဘဝတစ်ခုရောက်မှာဟိုဘဝလည်းဒီလိုသေးလာတာပဲလေအခုအသက်30ရှိတဲ့လူကဟိုဘဝသေးလာတာအနှစ်30ရှိပြီတော့မွေးနေ့ဟာသေနေ့ပဲဟိုဘက်ကလာခဲ့တာနဲ့ဟုတ်ကဲ့လို့သေတဲ့နှစ်ကိုပြန်တွက်တာနဲ့တူပဲအေးဒါကြောင့်မို့လို့ပထမအားပေးစကားပြောရမှာပါတော့ဗုဒ္ဓေအဝိစ္စပတာဒေနကမနာကတော့အဝိစ္စပတာဒဆိုတာမြတ်စွာဘုရားကိုဂုဏ်တွေကိုသိပြီးတော့နှစ်ကာယုံကြည်တဲ့တရားရှိရမယ်အဲ့ဒီတရားတရားမင်းမှရှိနေဘာမှကြောက်စရာမလိုဘူးမကောင်းတဲ့ဘဝဘယ်တော့မှမရောက်ဘူးဟောတရားကကယ်သွားလိမ့်မယ်ဒါလေးကိုအားကိုခုနကလိုတေခါနေ့မှာစိတ်အားငယ်နေရကယ်သွားလို့သွားရမှမသိတဲ့စိတ်အားငယ်နေတဲ့ပုဂ္ဂိုလ်ဖို့လမ်းမဖြောင့်ပေဘူးလားတန်တရားဘဝခရီးတစ်ခုကိုသွားတော့မယ်ဆိုလို့ရှိရင်တေခါနေ့မှာအားငယ်တာတော့အမျိုးမျိုးပေါ့လက်ရှိကိုခင်မင်တဲ့ပုဂ္ဂိုလ်တွေကိုစွန့်ခွာသွားရမှာတခုကိုမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေကိုစွန့်ထားကြရမှာလဲဒါအားငယ်စရာတခုပေါ့နော်ကိုခင်မင်တဲ့ပုဂ္ဂိုလ်တွေတို့ကိုမြတ်နိုးတဲ့ပစ္စည်းတွေတို့ဆိုတာကိုယ့်အတွက်အားကိုးရဟုတ်ကဲ့မဟုတ်ဘူးကိုယ့်ရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်တဲ့ဖရာပေါ်မှာနှစ်ကာကြီးညိုတဲ့တရားတရားပညာနဲ့ကြီးညိုတဲ့တရားတရားတွေကနေကိုယ့်အတွက်အားကိုးရအစစ်ဖြစ်အဲ့ဒီမိမိနဲ့ယဉ်နေတဲ့မိတ်ဆွေသင်္ဃာတွေဆွေမျိုးသားချင်းတွေကိုဒီလိုအားပေးစကားပြောပါတဲ့ဒါတစ်ချက်နော်နောက်တစ်ခုကဓမ္မေအဝိစ္စပတာရိဏသမဏဂတောတဲ့ဘာမှအားမငယ်နဲ့မင်းမှာဓမ္မပေါ်မှာယုံကြည်တဲ့အသိဉာဏ်တက်ဝင်တဲ့တရားတရားတွေရှိတယ်ဓမ္မကိုနှစ်ကာယုံကြည်တယ်မြတ်စွာဘုရားဟောတဲ့တရားဒီဘယ်တော့မှလွဲမှားတာမရှိဘူးတဲ့ဒါဓမ္မရဲ့ခုံတစ်ခုပဲဟုတ်ကဲ့ဓမ္မဟာတကယ်အားကိုးရအစစ်ဖြစ်ဘုရားရဲ့တရားတော်တွေရဲ့ခုံကြီးတွေကိုဒီလိုနှစ်ကာသိပြီးတော့ယုံကြည်တဲ့တရားတရားဟာစိတ်ဓာတ်ကလေးကိုဖြူစင်စေတယ်အဲ့ဒီဖြူစင်တဲ့စိတ်ဓာတ်ကလေးကခန္ဓာကိုယ်ကြီးကဘယ်နေရာကမကောင်း
သူကကောင်းတဲ့ပုံဆောင်သွားမှာပဲဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့အားငယ်စရာပါရှိဘာမှမရှိဘူးကုသိုလ်တွေကချိုးနေကြမှာတော့ဘယ်ဘုံသွားကိုလှုပ်ထားတဲ့ကုသိုလ်တွေကိုရင်တဲ့နှလုံးထဲမှာစိတ်ဓာတ်ထဲမှာဖြူစင်ပြီးတော့နေတဲ့ကုသိုလ်တွေကကိုယ်ချိုးနေကြမှာအဲ့လိုအားပေးစကားပြောရမယ်စိတ်ငကကြီးပဲထားတာလို့တော့မမေးနဲ့နော်တို့တူပဲအရိယာတန်ဃာတွေကိုကြည့်လိုက်ကုသိုလ်ကောင်းမှုလှုပ်เสียလဲမြေတာလို့ဖြစ်တယ်ကုသိုလ်ပင်ပြိုးခြင်းတန်ဃာမှာပဲပြိုးရတယ်ဒီလိုပြောတာနော်အဲ့ဒါလို့အာကိုးเสียတန်ဃာပေါ်မှာနှစ်ကာဒီလိုယုံကြည်တဲ့တရားတရားဖြစ်အဲ့ဒီတန်ဃာကိုချီညိုတဲ့တန်ခေအဝိဇ္ဇပတာဒဆိုတဲ့ပညာနဲ့တရားတရားတွေကိုပညာရှိနဲ့ယုံကြည်တဲ့တရားတရားတွေကကိုယ်ရင်တဲ့နှလုံးထဲမှာရှိနေလို့ဘာမှမပူနဲ့လို့အားပေးစကားပြောပါမရှိသေးရင်ရှိအောင်လုပ်ပေးရပိုက်ဆံလို့အကြာကြီးစုဆောင်းပြီးလုပ်နေရတာမဟုတ်ဘူးကုသိုလ်စိတ်ဆိုတာအခုဖြစ်အခုရတာအခုနှလုံးသွင်းရင်အခုစိတ်ထဲမှာဖြစ်တာပဲလေနောက်တစ်ခုအားပေးစကားပြောရမှာမင်းမှာခုချင်းတရားတွေရှိတယ်ငါးပါးသီလမင်းဘယ်တော့မှမဖောက်ဖျက်ဘူးလုံးုံနဲ့ကိုတော့ကမလုံးုံတော့အခုစောက်တည်လိုက်လုံးုံသွားပြီကြည့်လေမကောင်းတာတွေကဘယ်လိုပဲလုပ်ခဲ့ကောင်းတာတွေလုပ်တဲ့အချိန်ကစပြီးတော့နှလုံးသွင်းလိုက်မယ်ဆိုရင်စိတ်ဟာကြည်နူးွယ်ဖြစ်တယ်ကိုသီလလေးကိုအာယုံပြုတစ်ချိန်တစ်ခါတော့ကိုကငါးပါးသီလချိုးဖောက်ခဲ့ပေမဲ့လို့ဒီအချိန်မှာမချိုးဖောက်ဘူးလို့နှလုံးသွင်းလိုက်မယ်ဆိုရင်နှလုံးသွင်းလိုက်တာနဲ့ချက်ချင်းကုသိုလ်ဖြစ်လာတာအဲ့ဒါတွေရှိနေသည့်အတွက်ကြောင့်ဘာမှမပူနဲ့အာတင်ထားစိတ်ကလေးကြည်နူးမသွားဘူးလားနေမကောင်းတဲ့လူတယောက်ဟာသူ့မှာအာကိုးစရာတွေဖရာပေါ်မှာကြည်ညိုတဲ့တရားတရားရှိတယ်တရားပေါ်မှာကြည်ညိုတဲ့တရားတရားရှိတယ်တန်ခါပေါ်မှာကြည်ညိုတဲ့တရားတရားတွေရှိတယ်ငါးပါးသီလကိုမျက်မျက်နှုံနှုံဆောင်ထိန်ထားတာရှိတယ်ဆိုတော့တကယ်အာကိုးစရာတွေမရှိဘူးလားအဲ့ဒါလို့အာကိုးစရာတွေရှိပြီးလို့ရှိရင်သူ့ကိုဆက်ပြီးတော့ပြောရမယ့်စကားလေးတွေကြံသေးတယ်ဒါကအားပေးစကားပြောတာဟုတ်ကဲ့ဆက်ပြီးစကားဘာပြောရမှာတော့ဆိုလို့ရှိရင်တဲ့အတွေ့အတာလေးတွေရှိတတ်တယ်အတ္တဝါဆိုတာကိုယ်ကံနဲ့ကိုယ်လာတာတွေ့တာပြီးတော့မနေပါနဲ့တွေ့တာနေလဲသေမှာပဲမတွေ့တာပဲနေလဲသေမှာပဲသေမှာတူတော့တွဲမနေပါနဲ့လို့ပြောရမယ်အားလုံးလွတ်လွတ်ကျွတ်ကျွတ်စိတ်ကိုလွတ်လိုက်ပါ